နားဆင်နေရတာကတော့တနင်္သာရီဒေသရဒေးကဗျာရွတ်ဖတ်ခြင်းတာရီယာပိုင်းအစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်မှာတနင်္သာရီ gallery ကထုတ်ဝေတဲ့တနင်္သာရီဒေသရဒေးကဗျာတွေထဲကနေကဗျာတချို့ကိုမြာယာဖွဲ့သားတွေကရွတ်ဖတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒေသရအတန်နဲ့ရွတ်ဖတ်သွားတဲ့ကဗျာတွေကိုဗမာလိုပြန်ရှင်းပြပြီးကဗျာအပေါ်မှာခန်းစားတွေ့မြင်မိတာတွေကိုလည်းမျှဝေပေးသွားမှာမို့ဒီစီစဉ်ကိုအစုံတိခန်းစားနာဆင်ပေးကြပါဦးခင်ဗျာမင်္ဂလာပါရှင်ကျမကတော့ရှုံးပါတနင်္သာရီဒေသရတေးကဗျာလေးတွေထဲကနေရွှေတဝဲသူလို့ခေါ်တဲ့ကဗျာလေးကိုဖတ်ပြပေးပါမယ်ရှင်ရွှေဝဲသူအပြူဝါနေစားတန်ရှင်းရဲ့နေတာပါဆိုရေခါတော့ရီအိုးဝါမှာနှာခေါက်ထွထုကွာကြချေဟာရဲ့စံတော်ထွထုပလီပန်းပန်ဟာရဲ့အိုးနော်ဝေးအိုးမဲဝေးအိုးမဲဝေးအိုးနော်ဝေးကေပါဦးကေပါဦးလှထိုးရင်မြူလှထိုးအလိုပြပြူဝါငယ်လေးရေခါဆင်းရလေးယွန်းအီမီဂျာဒါကတော့ဆီယမယွန်းအီမီဂျာရေးထားတဲ့ရွှေတဝဲသူလို့ခေါ်တဲ့ကဗျာလေးပဲဖြစ်ပါတယ်နေစားတန်ရှင်းပြီးတော့ရင်လေးနဲ့လှနေတဲ့တဝဲသူလေးတယောက်အကြောင်းကိုကဗျာလေးဆက်ပြီးရေးထားတာဖြစ်တဲ့အတွက်အရန်လှပြီးတော့တဝဲသူလေးရဲ့အလှလေးကိုဒီကဗျာထဲမှာခန်းစားရမှာဖြစ်ပါတယ်ရှင်အရှုံးအနေနဲ့ဒီကဗျာကိုဘာလို့ကြိုက်တာလဲဆိုတော့တဝဲသူတယောက်ရဲ့အနေအစားနဲ့သူ့ရဲ့အမှုအကျင့်လေးတွေကိုကွက်ကွယ်မြင်ရမှာဖြစ်တယ်ပေါ့နော်အရန်ရင်ပြီးတော့လှတာလေးတွေမြင်ရမှာဖြစ်ပါတယ်အဲအကြောင်းမလို့ရှုံးကဒီကဗျာလေးကိုရွေးချယ်ပြီးတော့ဖတ်ပြပေးတာဖြစ်ပါတယ်ရှင်ကျေးဇူးပါရှင်နောက်ထပ်မြာယာဖွဲ့သားတူဖြစ်တဲ့မတ်မယ်ရွေးချယ်ထားတဲ့ကဗျာလေးကိုလည်းနားဆင်ခန်းစားကြရအောင်လားခင်ဗျာမင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့မြာယာဖွဲ့သားများအနေနဲ့တနင်္သာရီ gallery ကထုတ်ဝေတဲ့တနင်္သာရီဒေသရတေးကဗျာများစာအုံးမှာကျမမေကနှာအောက်ကေဆိုတဲ့ကဗျာလေးကိုဖတ်ပြတင်ဆက်ချင်ပါတယ်ရှင်နှာအောက်ကေဆောင်းလေခေါနာစက်ကတ်ကျေနော်နီစန်တဝေသားငယ်လူကြီးဘောရှိထိုင်ဝါလောင်းလောင်းမှာသူတဆိုင်ဆမ်းပါကြိုင်မများလူများဟဲ့နော်နီလက်မလဲစင်ပြေမျိုးဘက်ကေပြီးညံ့နှာအောက်ကေဘက်ထွားအေးတင်ခက်တော့ဝေးပါနော်ဒီကဗျာလေးရဲ့အဓိပ္ပာယ်ကပေါ့နော်နှာအောက်ကေဆိုတာကအုံမခွက်ကေကိုပြောခြင်းဖြစ်ပါတယ်အုံမခွက်စပင်ပုံစံပေါ့နော်ဟုတ်ဆောင်းလေခေါင်းနဲ့စက်ကတ်ကြီးနော်နီစန်တဝေးဆုံလေခုံလေးနဲ့ပေါ့နော်လဲလို့ရတဲ့ဆုံလေခုံလေးနဲ့စက်ကတ်ကြီးနဲ့ညှပ်ပေးတဲ့နော်နီစန်တပဲဖြစ်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ်ဒီစန်တနိုင်မယ်စန်တဆိုင်ရဲ့စန်တဆရာရဲ့နာမည်ကနော်နီပေါ့နော်အကူကြီးနီပေါ့တန်းငယ်လူကြီးဘောရှိထိုင်ဝါလောင်းလောင်းမှာသူတဆိုင်ကလေးလူကြီးစိတ်ရှိတဲ့လောက်ထိုင်လို့ရတယ်ကြာထိုင်လို့ရတယ်ဒီရွာလုံးမှာသူတဆိုင်ပဲရှိတဲ့စန်တဆိုင်ဖြစ်ပါတယ်ပေါ့ဆမ်းပန်ကိုင်မလူများရဲ့နော်နီလက်မလဲဆမ်းပန်ကိုကျမတို့ဗမာလိုပြောမှဆိုလို့ရှိရင်စပင်ပေါ့နော်ဒါပေမဲ့ဆမ်းပန်လို့ခေါ်တယ်ပေါ့နော်တဝဲလူဆိုလို့ရှိရင်ကိုင်မဆိုတာကညှက်ချင်တဲ့လူကိုပြောချင်တယ်ပေါ့စပင်ကိုက်စပင်ညှက်ချင်တဲ့လူများတယ်ပေါ့နော်အဲ့တော့နော်နီကအကူကြီးနေရတော့လက်မလဲတော့ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပြောခြင်းဖြစ်ပါတယ်ဒီနေရာမှာကျမနည်းနည်းလေးပြောချင်တာကပေါ့နော်အငိတ်တွေမှာလူပြက်တွေကပေါ့နော်ဒီဆမ်းပန်ဆိုတဲ့စကားလုံးကိုပေါ့နော်စပင်ဆိုတဲ့စကားလုံးကိုသူတို့ကပြောတဲ့ချိန်မှာညဉ့်ညမ်းတဲ့စကားလုံးပုံစံမျိုးနဲ့အတရုပ်ဖော်ပြီးပြောလို့ရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ရဲ့ဒဝေတီတီးရဲ့စကားအရာဆိုလို့ရှိရင်စပင်ကဥကောင်းထက်မှာထားတဲ့စပင်ပေါ့နော်စပင်ကိုဆမ်းပန်လို့ခေါ်တာပေါ့နော်အဲကြောင့်မလို့ကျမတို့ဒီလိုမျိုးပြတ်တဲ့လူပြက်တွေပြတ်တဲ့ပေါ့နော်ညဉ့်ညမ်းတဲ့စကားလုံးကိုဒဝေသားတွေကပေါ့နော်တိတ်ပြီးတော့နှစ်သက်မနေဘူးလို့တော့ကျမယူဆပါတယ်ရှင်နောက်တစ်ပိုင်းမှာတော့စင်ပြေမျိုးပဲကေပြီးညံ့နှာအောက်ကေပဲထွားအစင်ပြေတယ်လို့ပဲညှက်လိုက်ပါဆိုပြီးတော့ပြောတဲ့ချိန်ကျတော့ညှက်လိုက်တဲ့နော်နီရဲ့လက်ရာတော့နှာအောက်ကေပဲပေါ့နော်အုံမခွက်ကေပဲထွက်ပါတယ်လို့ပြောခြင်းဖြစ်ပါတယ်ဒီနေရာမှာကျမဒီကဗျာလေးကိုဖတ်ရင်းနဲ့ပေါ့နော်ဒဝေဒေတာမှာပေါ့နော်ဒဝေဒေတာမှာဖြစ်တတ်ရှိတဲ့ဒီဝန်ဆောင်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ကိစ္စတွေပဲဖြစ်ပေါ့နော်တခြားတော့ပေါ့နော်လုပ်ငန်းဆောက်တာတွေကိုလှုပ်ဆောင်တဲ့နေရာမှာပဲဖြစ်ပေါ့နော်ဒဝဲသားတွေကအဆင်ပြေတယ်လို့လုပ်လိုက်ပါသူ့ဘက်ကုဘက်အဆင်ပြေတယ်လို့ညှိနှိုင်းဆောင်ရွက်ကြတဲ့ဒီလေးကိုမြင်တွေ့ရပါတယ်ရှင်ဘယ်လိုလဲဆိုတော့အဆင်ပြေတယ်လို့လုပ်လိုက်ပါဆိုတဲ့ကိစ္စဟာ
အဆင်ပြေတယ်လို့အဆင်ပြေလေးဖြစ်သွားအောင်တစ်ဖက်ကလည်းဝန်ဆောင်မှုပေးတယ်လို့ခံယူတဲ့သူဘက်ကလည်းအဆင်ပြေသွားတယ်လို့သူမှတ်ယူရပေါ့နော်အဲ့တော့အဆင်ပြေမျိုးလုပ်လိုက်ပါအဆင်ပြေတယ်လို့လုပ်လိုက်ပါဆိုတော့ဒီတီးရတုံးလေးတုံးထားရှိတဲ့ဒီတီးရစကားကိုလည်းဒီကဗျာလေးမှာတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ဒီကဗျာကလေးကိုရေးဆက်ပေးထားတဲ့အေးတင်ခိတ္တဝေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ချစ်စရာကောင်းတဲ့ကဗျာလေးတွေကိုရေးဆက်ပေးတဲ့အတွက်အေးတင်ခိတ္တဝေးကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ရှင်စနိုးရွတ်ဆိုမျှဝေပေးထားတဲ့ကြပြကိုတော့နောက်ဆုံးတစ်ပုဒ်အနေနဲ့ခန်းစားနာဆင်ကြရမှာပါဒီစီမှကြာကွာခင်းနွေကလာပူဆိုပြင်းစာရေသေးရင်နောင်ငါချောချောဂျူချောပွန်ထုတ်ပါစေလောပြောနာဟာနာရေးစီမှစာကွန်ပြေဟီယာနိုင်ဟန်တာငယ်လူကြီးဘောရှိတီဟောင်ဝီရှက်ပလက်ဆမ်လီစီလုံနေဆိုရင်ရေးစီမှလို့ခေါ်ကြပြီးဘမလုံနေဆိုရင်တော့တကြံထမဲလို့ခေါ်ကြတာပါရှင်တကြံထမဲကိုတကြံကာလာမှာဟာကျမတို့ဒေသဘက်တွေမှာဆိုလို့ရှိရင်လူပွဲတွေမှာအများသောအဖြစ်လို့လေးရှိတယ်တကြံထမဲကိုငါးနဲ့တရေတင်နဲ့ရောပြီးတော့စားသုံးကြတယ်စားသုံးတဲ့ခြေတွေမှာဆိုလို့ရှိရင်ကလေးလူကြီးအလုံးတို့ကဝင်ဖွဲ့ပြီးတော့စားသုံးကြတာပေါ့နော်တချို့ကလည်းတကြံထမင်းလို့ပြောလိုက်တာနဲ့ဖယုံနှံပါရမကြိုက်တာမျိုးလည်းရှိသလိုတချို့ကြတော့လည်းဖယုံနှံအစားစပယ်ပန်းတွေကိုထည့်ပြီးတော့တိုးပြကြတာမျိုးလည်းရှိကြတာပေါ့ရှင်အခုနားဆင်ခဲရတာတွေကတော့တနင်္သာရီ gallery ကထုတ်ဝေတဲ့တနင်္သာရီဒေသရတေးကြပြတွေထက်ကနေရွေးချယ်ထားတဲ့ကြပြတွေဖြစ်ပြီးညရောက်ဖွဲ့သားတွေရွတ်ဆိုမျှဝေခဲကြတာပါနောက်ထပ်လဲညရောက်ဖွဲ့သားတွေတင်ဆက်ဦးမဲ့ထူးခြားတဲ့အစီအစဉ်တွေကိုစောင့်မျှော်အားပေးကြပါအောင်နော်နားဆင်ခဲကြတဲ့သူတဦးချင်းစီကိုဒီနေရာကနေလိုက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာ